မင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်เนาะဒီ Bajaj RE ယာဉ်တွေရဲ့ engine AAB စနစ်ပေါ့เนาะengine AAB စနစ်ကပုံမှန်အိန္ဒိယ3ဘိန်းယာဉ်တွေနဲ့ဆိုလို့ရှိရင်ဘယ်လိုကွာခြားလဲဆိုတာကိုပြပြစုံစုံလေးပြပြပေးမှာဖြစ်ပါတယ် Bajaj RE တွေနာမည်ကြီးရတဲ့အချက်ပေါ့เนาะဒီနေ့လုံးမောင်းနေနိုင်တယ်ခရီးဝေးတွေဆိုလို့ရှိရင်တရက်ထဲနဲ့မိုင်100မိုင်300မိုင်400သွားနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီခီးဝေးသွားမယ်ဆိုရင်မနက်မိုးလင်းစောစောလေးကနေစပြီးတော့မှညမိုးချုပ်9နာရီ10နာရီလောက်ထိသွားမယ်ဆိုလို့ရှိရင်လည်းဘိန်းကိုအားမနာတမ်းမောင်းလို့ရတယ်သွားနိုင်နေဆိုတဲ့အချက်တွေကတော့အဓိကအဖြစ် engine AAB စနစ်တိတ်ကိုကောင်းမွန်နေမှုကြောင့်ဖြစ်ပါတယ် engine AAB စနစ်မှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်3ဘိန်းယာဉ်တွေကလေပန်ကာ AAB စနစ်တစ်မျိုးပဲသုံးထားပါတယ်လေပန်ကာ AAB စနစ်ဆိုတာကျွန်တော်တို့ဒီအပြင်ဘက်ဗဟတ်လိုင်းတွေကိုလေအေးတွေကစီးဆင်းသွားမယ်ပြီးရင်ပူသွားတဲ့လေတွေကကြတော့ engine အပူငွေ့ထွက်ပေါက်ကနေပြီးတော့မှထွက်သွားမယ်ပေါ့ဒီလိုပုံစံမျိုးနဲ့တက်ဆင်ထားတာဖြစ်ပါတယ်Bajaj 3ဘိန်းယာဉ်တွေမှာကြတော့ကျွန်တော်တို့အဓိကအကြောင်းရင်းတစ်ချက်ရှိပါတယ်အဲ့ဒါကဘာလို့ဆိုတော့ယာဉ်ပိုင်ရှင်ကိုဒီ AAB စနစ်နဲ့ပတ်သက်ပြီးတော့မှကုန်ကြစရိတ်တပြားတစ်ချက်မှမရှိစေချင်လို့ပဲဖြစ်ပါတယ်ပုံမှန်3ဘိန်းယာဉ်တွေကလေပန်ကာ AAB စနစ်တစ်မျိုးပဲသုံးတဲ့အခါမှာ Bajaj ကတော့ engine အပြင်ပန်းကိုအေးမြစေတဲ့လေပန်ကာ AAB စနစ်က engine အတွင်းပန်းကိုအေးမြစေတဲ့ wine cooling system က engine AAB စနစ်2မျိုးလုံးသုံးထားတယ်နေ့စဉ်မောင်းနှင်မှုအတွက်လည်းစွမ်းဆောင်ရည်ပြည့်ဝတယ် engine တက်တန်းလည်းရှည်ကြစေတယ်စီစားနှုန်းလည်းတက်တာစေတဲ့အကျိုးကျေးဇူးအများကြီးကိုဖြစ်ပေါ်နိုင်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့မှာမိတ်ဆက်တင်ပြပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်